အားလုံးမင်္ဂလာပါကျွန်တော်ကတော့မောင်ကောင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးသွားမယ့်နီးကတော့ကျွန်တော်တို့နှစ်ကူးမှာကျွန်တော်တို့ဘာတွေလုပ်တင်လဲဘာတွေလုပ်ကြမလဲဆိုတော့ပြပြမယ်နှစ်ကူးမှာကျွန်တော်အရေးကြီးဆုံးကဘာလဲဆိုကျွန်တော်တို့ရဲ့မကျင်တဲ့ချက်တွေကျွန်တော်တို့ရဲ့မကောင်းတဲ့တက်တွေမကောင်းတဲ့အကျင့်တွေမကောင်းတဲ့စိတ်တွေမပါသွားအောင်အထူးသတိထားပြီးတော့ view ဆိုင်ပြီးတော့ပြုလုပ်ရမယ်အဲ့တော့ဘယ်လိုမျိုးပြုလုပ်ရမလဲဆိုရှင်လွယ်လွယ်လေးပါအရင်ဆုံးစာရက်တစ်ရက်ကိုယူရမယ်စားတက်ကိုယူပြီးဆိုရင်မိနစ်တစ်ချောင်းလုံးမယ်စားရက်ကလုံးဝပြောင်းဘာမှမပါဘူးအဲ့ဒါကိုလူမယ်ပြီးဆိုတော့ကျွန်တော်ဘာလို့မလဲဆိုစားရက်မှာကိုဘာမကျင်တတ်ဘူးလဲကျွန်တော်မောင်ကောင်းပေါ့မောင်ကောင်းဆိုရင်ကျွန်တော်ကဘာလို့မလဲဆိုရင်စားရက်မှာကျွန်တော်မကျင်တဲ့ချက်ပေါ့ဥပမာကျွန်တော်ကခုဆိုရင်ဒေါသထက်လွှဲအဲ့ဒေါသထက်လဲတာကိုမောင်ကောင်းဒေါသထက်လွယ်တာတွေပျောက်စီကျွန်တော်ခုဆိုကျွန်တော်ကအတွေးများတယ်မောင်ကောင်းအတွေးများတာတွေပျောက်စီအဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာမရှိတဲ့မကောင်းစေခြင်းတဲ့ဓာတ်တွေမကောင်းစေခြင်းတဲ့သဘောတွေအားလုံးကိုရေးသွားမယ်ဘယ်ဒီရေးမလို့အများကြီးမရအောင်တကယ်တော့တော်တော်များများကျွန်တော်မကောင်းဘူးလို့ထင်နေတာကျွန်တော်ကတကယ်တော့ကောင်းတယ်ကျွန်တော်တို့ရဲ့မကောင်းတဲ့အကျင့်တွေဒီမတကာအများဆုံးရှိ4-5ခုတည်းမပို့ဘူးဒါတောင်ကျွန်တော်တော်တော်လေးမကောင်းမြင်လာတာအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုရှင်းမယ်အနည်းဆုံးဥပမာ9ချောင်းလောက်ရသွားပြီဆိုရှင်အဲ့9ချောင်းကိုစာရွက်အပြည့်ဖြစ်သွားအောင်ထပ်ပြီးပွားပြီးတော့ရေးလိုက်မယ်ရေးပြီးဆိုတာနဲ့အဲ့စာရွက်ကိုကျွန်တော်တို့ကနှစ်ကူးကန်နီးပေါ့နှစ်ကူးကန်နီးဒီညနေ6နာရီကနေည12နာရီအတွင်းကိုဒါအိမ်မြေဘက်ကိုထွက်ပြီးတော့မီးရှို့ပေးရမယ်အိမ်မြေဘက်ကိုထွက်ပြီးတော့မီးရှို့လို့မရတဲ့သူတွေတော့လည်းပြဿနာမရှိဘူးကိုယ့်ရဲ့ရေချိုးကန်အိမ်သားထဲမှာမီးရှို့ပေးရမယ်မီးရှို့ပြီးပြီဆိုတော့အဲ့နေရာကိုရေလောင်းချလိုက်မယ်ဒါလေးပဲထွေထူးလုပ်เสียမလို့ဒီကောင်ဒါလေးလုပ်လိုက်ပြီဆိုတော့ねလာမယ့်2026နှစ်တက်မှာကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေမကောင်းတဲ့ဇယိုက်တွေအဲ့ဒါကြီးဖြည်းဖြည်းချင်းရုပ်ရော့ပြီးတော့နေပါသွားလိမ့်မယ်ချက်ချင်းနင်လားငါလားကြီးတော့နေပါသွားတာမျိုးတော့မရှိနိုင်ဘူးအားလုံးပဲအစ်စ်မြင်ကြပါလိမ့်